Gamma ဝေတဲ့နဲ့နိုင်ငံတော်ကြီးနေကောင်းတဲ့အခါမေ့အိမ်ပြန်မယ်ပြီးရင်မင်းရှိတဲ့မြို့လေးစီလာမယ်မင်းကလေးရေအကူပြောတာမှတ်မိရဲ့မဟုတ်လားမင်းတို့အိမ်ရှိဟုံးလက်မန်းတဲ့ထိုးတရွာလုံးမိကိုရိတ်ဝတ်သားရင်းနဲ့ဖိတ်ကြွေးဖို့အလူခံဖြတ်ပိုင်းမှာအခုနာမည်ပဲမင်းနာမည်လေးရေးဖို့ခေါင်းတစ်လုံးနှစ်ယောက်အောင်ပြီးအိမ်မက်တစ်ခုနှစ်ယောက်ခွဲမဲ့ဖို့အကူပြန်ခဲ့မယ်တဲ့ဆိုကြပါစို့နိုင်ငံတော်ကြီးနေကောင်းတဲ့တနေ့မင်းနဲ့အကူဟာပကံရဲ့ဒီဇင်ဘာမနက်ခင်းမှာအတူနိုးထလာတဲ့ဆိုပါစို့ဇေဒီယိုပေါ်ရစ်ချုံထားတဲ့မြူတွေရဲ့မြေနီလန်းလေးချမ်းအောင်ကျတဲ့နှင်းတွေရဲ့ဘလောက်စိတ်အကြည်တက်နဲ့နိုးမဲ့မနက်ခင်းလဲမနက်6နာရီအမီညောင်လက်ဖက်ရှူခင်းကြည်ကုန်းကိုဤဘိုက်လေးနဲ့သွားကြမယ်အခုမိန်းကလေးအတွက်စမ်းရစ်ကြည်ရင်စားဖို့ခောက်ဆွဲဘူးနဲ့ကော်ဖီဝယ်သွားမှာပေါ့ကိုတို့တောင်ဟူရီစင်နူနဲ့ချမ်းနေတာမင်္ဂလာစေတီတဲကနတ်သမီးရုပ်ကလေးကများပွာပါလေးနဲ့ဘယ်လောက်များအေးနေရှာမလဲဟောဟိုမှာနေအောင်တဲ့သူမိုးပြန်ဘောလုံးကြီးတွေတက်လာပြီတပိတ်မောက်ဖျားကောင်းကင်မှာရောင်စုံဘောလုံးကြီးတွေနောက်ကန်ထားပြီးမင်းကိုဓာတ်ပုံရိုက်ပေးမယ်မင်းကလေးရေမင်းကဒီကဘာရဲ့မော်တယ်အကူကဒီကဘာရဲ့ဓာတ်ပုံဆရာတလောကလုံးနှစ်ယောက်တည်းရှိတဲ့ကဘာပေါ့ကွာမမော်သေးဘူးဆိုရင်ဤပိုက်လေးစီရွှေစည်းကုံဖျားနီး K7 မှာမနက်စာစားမယ်မနက်စာစားပြီးမနေ့စူဒီယိုဈေးကိုတော့အတီးနံတွေဝယ်ထားမယ်အဲ့ဒီနောက်တော့ရွှေစည်းကုံဖျားမှာစွန်းတော်ကြီးပွဲနဲ့ကြုံရင်တန်ဃာရမ်းကြီးကိုပူးမြော်တစ်တီးစွန်းကတ်ကြမယ်ရွှေပြောင်ပြောင်ကိုနေအောင်ထိုးတဲ့အခါရွှေစည်းကုံဖျားကြီးတက်ပယ်နေမှာနှစ်ဆိုကြပါစို့နိုင်ငံတော်ကြီးနေကောင်းတဲ့နေ့မင်းနဲ့အကိုဟာပကံရဲ့နေလေခင်းမှာအတူတူရှိကြမယ်ဆိုပါစို့အခုချိန်ဆိုပကံတခွင်ထနှောင်းပင်ပွင့်ရောမယ်ကြောင်မြင့်မော်မြကမ်းပါမှာရောဂိုင်းပြူပင်တွေရိုးရန်ရှိကိုခါပြီးကနေကြမလားဓမယန်ကြီးနဲ့စူလာမနီကခွေးလေးတွေကစောင်းတံကိုအန်တူရင်ဧည့်တဲ့လက်ထဲကပြုတ်ကြမယ်မုံပဲဒီစာကိုမျောနေကြမလားဝတ္တမထောဖျားစုကြားမှာဒီချိန်ဆိုကိုင်းမြင်တွေအပြိုင်ပြိုင်ထနေမယ်ဒီလိုပါပဲအိမ်မယာကြီးဘေးနားကစိုက်ခင်းတွေကစိမ့်ဆူနေမှာဒါမနီတိတ်ဆင်းသူဟာဆူတောင်းပြတဲ့နှလုံးသားတဲ့လက်ဒီဆုံးနဲ့ထုရင်လဲဆူတောင်းတွေပြည့်တာပဲမို့ဖះကိုနဘူးတစားမလုပ်ကောင်းဘူးကွအဲ့ဒီနောက်တော့မင်းနန်သူရွာဘက်ကိုအတူသွားမယ်မင်းနန်သူလို့ဘာကြောင့်အမိတွန်းလဲမေးတဲ့အခါစောင်းတွင်အေးလို့မင်းရင်မချိုးဘူးမဟုတ်လားဒါကြောင့်မင်းဟာနန်နဲ့သူမင်းနန်သူပေါ်လို့ကိုဖြေတဲ့အခါမျက်စောင်းကိုရိန်နမလန်လို့ထိုးပေါ့ရှင်အစ္ဆဂေါနာဖျားမှာတပြည်လုံးကျွယ်ဝဲအောင်ဆူတောင်းပြီးနောက်နေရတိဟပတိဖျားကိုတွားမယ်တ
ရုတ်ရန်ကြောက်လို့တိုင်းပြည်ကိုပြစ်ပြေးတဲ့ဘင်းဟာတရေဘောကြောင်တဲ့အကုအဖို့မှာနိုင်ငံတော်ရောမင်းကိုကောဘယ်တော့မှလက်မလျှော့စရန်ဆိုတဲ့ခံယူချက်ရှိသူမို့ဘယ်တော့မှမင်းပေါ်လက်လျှော့မယ်မထင်ဘူးတော့မနူအားဖျားမှာဒေတာကန်ကလေးတွေဝိုင်းဝန်းလာတဲ့အခါညိုညင်မာနဲ့မင်းကလေးခေပြက်ကြီးကိုမျက်ဝါးထင်ထင်မြင်ဘူးတဲ့သူတို့ထဲမှာကျောင်းတော်တစ်ပြက်နဲ့ထွက်ရသူတွေရှိမယ်ပန်းပွင့်တီးအောင်ဝမ်းရေးကျောင်းနဲ့ကလေးတွေရှိမယ်နေပြန်သူကိုခေါင်းမော်ရွက်ထားတဲ့ဖြတ်ထိုးစေးတဲ့လူတွေရှိမယ်နှလုံးသားနဲ့စွန့်ကြဲပါမင်းကလေးကြီးနှလုံးသားနဲ့စွန့်ကြဲပါငှက်ပြစ်တောင်ကိုရောက်တဲ့အခါပကန်းရဲ့အစိုးဆုံးဗုဒ္ဓဆင်းတို့ကိုဖူးပြီးတဲ့အခါအရဟံတိမ်မှာခဏချွေးတိတ်ကြမယ်ငှက်ကြီးဟာရှေးရင်မစားပူရင်မစားဖြူရင်မစားမဲရင်မစားအကိုကောဘလို့မျိုးချင်းများလဲမေးတဲ့အခါမင်းကလွဲရင်ရာပဲတယ်လို့ဖြေမယ်အချင်းချင်းရွေးခွင့်ရမယ်ဆိုမင်းကိုပဲအခါရွေးပါမယ်အချင်းချင်းချစ်ခွင့်ရမယ်ဆိုမင်းကိုပဲအတိတ်ကစပြန်ချစ်ပါမယ်မေတ္တာဟာတမာရန်နဲ့လမ်းကလေးမှာမေတ္တာဟာဖွားဘက်တော်ပွင့်တဲ့လမ်းကလေးမှာတပြေဘုဒ္ဓတွေဝေနေအောင်ပွင့်တဲ့အနွယ်ထားလမ်းပေါ်မှာဖြန့်ကျဲထားမယ်လေးနေရန်ပူခြင်းရောက်ရင်ရေခဲတုပ်အတိဖြော်ဤဝဲပြီးနတ်သမီးကမ်းမမှာအပူရှောင်ကြမယ်ရွှေတပိတ်ဖျားနဲ့ဝေလူဝတီမင်းသမီးလေးအကြောင်းနတ်သမီးလိပ်ပြလေးတွေရဲ့ကူညီလိုစိတ်အကြောင်းရှင်းပြမယ်နတ်သမီးကမ်းမရဲ့တကြမှုနီကုန်းတော်ကြီးထိတ်ထိတက်ပြီးတဲ့အခါတမာပင်ရိပ်နဲ့ဝါကွက်ပြက်လေးမှာထိုင်ရင်အကိုကဂီတာတီးမင်းကတချင်းကြီးမင်းမောရင်ကိုဖေးမလို့ကိုမောရင်မင်းပြုံးပြမင်းများအပန်းခံနိုင်ရင်ဖြတ်တပန်းဆက်လန်းတစ်လျှောက်စကလုံးတွေအတူကောက်ချင်တယ်ညာမှာနေကြရိုင်းပွင့်တယ်လို့ဘသူများယူမူထင်ပါမလဲပုပ်ပါတော်မှာနေကြရိုင်းတွေပွင့်နေပြီအချစ်ရဲ့ငါဆိုကြပါစို့တကယ်လို့များမင်းနဲ့အကိုဟာပကန်းရဲ့နေဝင်စည်းစာအတူရှိကြမယ်ဆိုပါစို့ဒေါန်ဖီလာရဲ့ရေကွန်ချာမှာမြစ်ချေပကန်းနေဝင်ခြင်းကိုငေးမလားဘူးဖျားရဲ့တီရာတောင်ချေဦးမှာမြေပြားရွာကလေးရဲ့နေဝင်ခြင်းကိုငေးမလားလောကနန္ဒာဖျားကနေပဇွန်ကျော်စားရင်တစ်ဖက်ကန်းငေးမလားဒါမှမဟုတ်ကျောင်းမြင့်မော်ဖျားမြစ်ကမ်းကနေနေလုံးကြီးအေယာဝတီကိုနမ်းတာကြည့်ကြမယ်စကားဆက်လို့ပြောရရင်တန့်ကြည်တောင်တစ်ဖက်ကန်းရောချောင်းဒေတာရောသားတွေရဲ့တွေဘလောက်နေကြောင်းပြောပြရမယ်ခေအမောင်ကိုခွန်းလင်းခဲ့တဲ့ဒေတာတွေ6ဆိုကြပါစို့မင်းနဲ့အကိုဟာပကန်းရဲ့ညနေခင်းတွေအတူရှိကြမယ်ဆိုပါစို့ဒန္ဒဆိုင်လေးရဲ့ပြာလဲလဲမိအောင်မှာရုပ်တွေးပွဲကြည့်ရင်စကောထမင်းစားကြမယ်ငှက်ပြိုးလေးကမိထတောက်ရင်မကြောက်ကြီးပေါ့လူတော်ပြည့်ရင်မြမှာဧကရပန်းရနံ့ရှူရင်စောင်းချမ်းကိုအန်တူးကြမယ်အလူတော်ပြည့်ဖျားမှာတပြေပန်းကဲ့ရင်
ပန်းအိုးတစ်လုံးနဲ့ကုသိုလ်အတူပွင့်တဲ့အခါကြေးခေါင်းလောင်းထမ်းထားတဲ့ဖိုးတူတော်ရုပ်လေးတွေကရှက်နေမှာမိန်းကလေးရေနိုင်ငံတော်ကြီးနေကောင်းတဲ့အခါပကံရဲ့ဒီဇင်ဘာမှာ